ဒီမီနာမီလေးစမန်ဆိုဘိုင်မှာကျန်တဲ့ဒီ wall တွေတကားတွေပေါ့နော်အဲ့ဒီဟာတွေနောက်ပြီးတော့ဝရဏာကြီးဆွဲရမယ်ပေါ့နော်ဆွဲတဲ့နေရာမှာအမားတို့ခုစပြီးတော့ဒီတကားတွေပရင်ပေါက်တွေကိုဆွဲတော့မယ်ဆိုတော့ elevation မှာလိုအပ်တာကသူ့ရဲ့ height တွေကိုသိဖို့လိုအပ်တာကြီးပေါ့နော်အဲ့ဒါဆိုလို့ရှိရင်မအားတို့အိတ်ကိုင်ဟိမန်စောဆိုင်စုဆွဲတော့ခြံထားခဲ့တဲ့နေရာလေးရှိရပေါ့နော်အဲ့ဒါဘာလဲဆိုလို့ရှိရင်ဒီ W နဲ့ H နဲ့ W ကတော့သုံးပြီးသွားပြီသူ့ရဲ့အကျယ်တွေကမအားတို့ဟိမန်စောဆိုင်စုဆွဲတော့သုံးပြီးသွားပြီဆိုတော့ဒီ H တွေလာပြီပေါ့နော်ဒီ H မှာဆိုလို့ရှိရင်1400 2100ဒီမှာလဲ1400 2100ဒါမျိုးရှိရပေါ့နော်ဒီမှာ2100 2100ဒါရေးပေးထားတယ်အဲ့ဒီဟာကိုပထမဆုံးဗီဒီယိုတွေပေါ့နော်မိကွန်းနဲ့ပတ်သက်ပြီးတော့ရှင်းပြတဲ့အပိုင်းမှာလည်းသူကမိကွန်းမှာလည်းရှင်းပြထားတယ်ဘယ်ဟာကတော့ဘာလို့ဆိုလိုတာပါဆိုပြီးတော့လည်းရှင်းပြခဲ့တယ်အဲ့ဒီဟာကိုနားလဲပိုကနည်းနည်းလေးပေါ့နော်ခုမှစပြီးတော့ဆွဲမှာဆိုလို့ရှိရင်သဘောမပေါက်မှာဆိုတော့ပုံနဲ့လည်းထပ်ပြီးတော့ရှင်းပြပေးမယ်ပေါ့နော်ဒီမှာကဥပမာဒီမှာ1400 2100ပေါ့အဲ့ဒီဟာကဘယ်လိုသွားမှာလဲဓမ္မစုမှာဘယ်လိုမျိုးထည့်မလဲပေါ့နော်ဒီမှာ2100 2100ဖြစ်နေဆိုတာကရှင်းရှင်းလေးပဲဒီမှာရှိတဲ့တကားပေါ့နော်2100 2100ဆိုတာကဒီပုံစံသူဓမ္မစုမှာဆွဲထားတဲ့အတိုင်းပဲ floor ကနေ2100 floor ကနေ2100အဲ့ဆို1400 1400ဆိုတာဘယ်လိုမျိုးလဲပေါ့နော်အဲ့တော့မအခုဆွဲပြမှာက1400 2100ဆိုရင်နေရဒါ1400ရှိမယ်တကားပေါ့နော်ဒါတကားရဲ့စုစုပေါင်းတကားဆိုပရင်ပေါက်ပရင်ပေါက်ရဲ့စုစုပေါင်းအမြင့်ပေါ့နော်အဲ့ဒီဟာက1400ရှိလိမ့်မယ်အဲ့ဒီ2100ဆိုတာကဘာလဲဆိုတော့သူ့အောက်ခြေကနေယူလိုက်မယ်နော်အဲ့ကနေမှ2100တက်ထားအဲ့တော့ကြည့်မယ်ဆိုလို့ရှိရင်1400ဆိုတာကဒီပတင်းပေါက်ရဲ့အမြင့်ဖြစ်ပြီးတော့2100ဆိုတာကကြတော့ဂျန်ကင်းကနေမှဒီပတင်းပေါက်ရဲ့ဟိုအမြင့်ဆုံးနေရာပေါ့အဲ့နေရာကိုပြောပြထားတာ1400 2100နဲ့2100 2100ကတော့အပြည့်ရှိရေပေါ့နော်ဒါလေးကိုသူကပြောပြချင်တာပေါ့နော် data ထည့်ပေးထားတယ်ယူဖို့အတွက်အဲ့တော့အမားတို့ပထမဆုံးကဒီမှာနေရန်နေစပြီးတော့ယူပေးထားလိုက်မယ်နေရန်ကဒီနေရာမှာပထမထပ်အတွက်ဆိုလို့ရှိရင်ဒီနေရာမှာထွက်မယ်နောက်ပြီးတော့ဒီမှာတစ်ခုနောက်ပြီးရင်ဒီဝေါ်ရဲ့အစွာဒီမှာတနေရာဒီမှာတနေရာဒါလေးထွက်မယ်ဒုတိယထပ်မှာလည်းအတူတူပဲပေါ့နော်ဒီမှာရှိမယ်ဒါအတွင်းထဲမှာရှိရဆိုမလို့ဒီဟာလည်းအတွင်းထဲမှာဆိုမလို့ဒီနေရာပေါ့နော်ဒီမှာတစ်ခုအဲ့ဒါပြီးပြီဆိုလို့ရှိရင် 3D ပုံမှာဒီ horizontal တိုင်းမြင်နေရမယ်ဒီ300ဆိုတဲ့နေရာလေးရှိရယ်နောက်ပြီးလို့ရှိရင်အောက်က key ဆိုနေရာရှိရယ်ပေါ့နော်ဒီ300ကဘယ်လိုသူကမြင်ရတာလဲဆိုလို့ရှိရင်ဒီမှာဒုတိယတက်မှာကြည့်လိုက်မယ်ဆိုရင်ဒုတိယတက်ရဲ့ floor က300ရှိရယ်အဲ floor ရဲ့အောက်ခြေ line အတိုင်းပဲဆက်လာမယ် veranda ပေါ့နော်အဲ့တိုင်း veranda ကလာပြီးလို့ရှိရင်300တက်သွားမယ်ဆိုတော့ဒီ floor ရဲ့300thickness နဲ့အတူတူပဲပေါ့နော်ဒီမှာ300လို့တဲ့သူမြားဒီ dimension နဲ့တက်ပေးထားရပေါ့အဲ့ line ကိုပဲမြင်နေရမှာဒါက runner မှာတယ်မဟုတ်ဘူးကျန်တဲ့wall မှာပါမြင်နေရတယ်ဆိုတာဒါတောက်လျှောက်ကြည့်မြင်နေရမှာပေါ့နော် 3D မှာမြင်နေရတဲ့အတိုင်းဒီ line နှစ် line ကတောက်လျှောက်ကြည့်မြင်နေရမယ်သူ့ကိုကူးပြီးတော့ဆွဲရမယ့်ဟာကဒီ second floor ရဲ့thickness နဲ့အတူတူပဲဆိုပြီးတော့သတ်မှတ်ပြီးတော့ယူပြီးတော့ဆွဲလို့ရတယ်နောက်ပြီးလို့ရှိရင်ဒီအောက်မှာပေါ့နော်ဒီအောက်မှာရှိတဲ့နေရာကကြတော့ဒီ400ဆိုတဲ့နေရာလေးပေါ့နော်ဒီမှာလည်းတစ်ခုရှိမယ်ဒီနားမှာတစ်ဖြတ်ရှိမယ်ဒီမှာကတော့သူ့ရဲ့ thickness လေးလည်းပါမယ်ပေါ့နော်ဒီဘက်အပိုင်းကကြတော့400ကနေမှပြောရရင်ဒီမှာ150ဆိုအောက်ချထားတဲ့အတွင်းရမြင်လေးရှိရလေ400မှာကြတော့နှစ်လိုင်းမြင်နေရတဲ့မြင်အဲ့ဒီမှာဒီဘက်မှာနှစ်ပိုင်းကွဲသွားမယ်ဒီဘက်မှာ400ဆိုတဲ့ဟာအပြည့်မြင်ရတဲ့ဟာနဲ့တက်ခီရဲ့ thickness လေးနဲ့မြင်ရပြီးတော့အတွင်းကကြတော့တက်ခီရဲ့ thickness မပါတဲ့အပိုင်းလေးဟိုဘက်ကကြတော့ဘယ်ဘက်ချင်းအဲ့လိုလေးမြင်ရမယ်ပေါ့နော်အဲ့တော့အဲ့ဒီဟာလေးကိုလည်းဆွဲပေးရမယ်ဒီ vertical horizontal line တွေပေါ့နော်အဲ့ line လေးဆွဲပေးမယ်
တော့ဒီမှာတစ်ခုရှိမယ်အောက်က line နေဆွဲမယ်ဆိုရင်သူရဲ့ key ဆိုနဲ့ဆိုင်တဲ့ဒီ layer ကိုပြောင်းပြလိုက်မယ်နော်ဒီမှာတော့တချမ်းကဓာတ်ခိပါရဲ့ဟာကိုမြင်ရမှာမဟုတ်ဘူးဒီဘက်ပိုင်းကတော့ဓာတ်ခိပါရဲ့ဟာကိုမြင်ရမယ်အဲ့တော့ဒါမျိုးလေးဖြစ်သွားပြီပေါ့နော်အဲ့ဒါပြီးပြီဆိုလို့ရှိရင်နောက်တစ်ခုကဘာရှိသေးလဲဆိုရင်ဒီ first floor မှာပဲဒီမှာcolumn တိုင်းလေးရှိရပါတော့အဲ့ဒီကလည်းမေးတတ်တယ်ဆိုတော့လေအဲ့ဒီတစ်ခါရဲဆွဲခဲ့ပြလိုက်မယ်မဲ့သူကတော့ column တိုင်းရဲ့ layer လေးပြန်ချိန်ပေးရမယ်နော်ဒါက balcony နဲ့ layer တူတူပဲအဲ့တော့ column တိုင်းပြီးသွားပြီဆိုလို့ရှိရင်တကားကြီးဆွဲမယ်အဲ့တော့ပထမထပ်ရဲ့တကားကြီးပရင်းပေါက်တွေကိုမတို့ဆွဲကြည့်မယ်ပေါ့နော်မဆိုရင်ဒီကနေဒီထီကိုရင်ယူလိုက်မယ် 3D ပုံမှန်လေးကြည့်ကြည့်နော်တကားပုံစံလေးကဘယ်လိုဖြစ်မလဲဆိုရင်ဒါမျိုးပုံစံလေးဖြစ်နေမယ်သူရဲ့ height ကကြတော့ဘယ်လောက်ရှိမလဲဆိုရင်ပုံမှန်ပြထားတဲ့1400 2100ဆိုတဲ့နေရာမှာရှိမယ်ပုံစံလေးကကြည့်မယ်ဆိုရင်ဒါမျိုးလေးဖြစ်နေရမယ်အဲ့တော့သူ့ရဲ့ပြင်ဘက်ဆုံးနှစ်ခုအရင်လိုင်းယူလိုက်မယ်ပြီးရင်ဒီ set shoot 25နေရာလေးပေါ့နော်ဒါလေးကယူလဲရတယ်မဟုတ်လို့ကိုကဒါ25အထူဆိုတာသိနေရပဲဆိုတော့ offset 25ပြစ်လိုက်လဲရတယ်အဲ့တော့အမကတော့ line ကိုယူနေတော့ offset ပဲ25ဖြစ်တာပေါ့နော်ပြီးရင်တစ်ခုကဘာလဲဆိုလို့ရှိရင်ဒီမှာလေဥချင်းတို့လေးစုံပိုးရှိထားတဲ့နေရာလေးဒီ line မှာဒီအပြင် line လေးကိုယူထားလိုက်မယ်အဲ့တနေရာပဲမှတ်ထားလိုက်မယ်နော်အပြင်နေရာလေးပြီးရင်ဒီမှာမတို့က1400မြင့်ရှိရယ် brain box ကလေးကိုဆွဲမှာဆိုတော့ဒီမှာ lemon စုကနေလည်းထားကိုဆွဲလိုက်မယ်အဲ့တော့ဒီလိုပုံစံမျိုးလေးရပါပြီရပြီဆိုတော့မတို့တစ်ခါကိုဆွဲမယ်သူနဲ့ဆိုင်တဲ့လေယာကိုယူမယ်ပေါ့နော်အရင်ဆုံးအစအဆုံးဟိုဘက်နဲ့ဒီဘက်အစွန်ဒါကိုအရင်ယူမယ်ပြီးရင် offset 25ပြီးတော့မှဒီလိုဆွဲမယ်သူ့ရဲ့ခါမချီရ60ရှိရအပေါ်ကနေကိုဆွဲလဲရတယ်ဒါပေမဲ့60ကတိနေပြီလားဆိုတော့ offset ပြလိုက်မယ်ဒီ mirror cup ဒါဆိုရင်တချမ်းရပါပြီဒီတပုံပေါ့နော်ဒီ brain box တစ်ခုရပါပြီအဲ့ဒါပြီးပြီဆိုလို့ရှိရင်ဒီဘက်မှာရှိတဲ့တဲ့ဟာကိုဆွဲမယ်မှာလည်းတစ်ခုရှိရယ်တကားအသေးလေးပေါ့နော်တကားအသေးလေးရောဘယ်လောက်ထိ height ကရှိလဲသူကလည်း1400 2100အဲ့တော့ခုနက line နဲ့အတူတူပဲ1တာ25ဆက်ရှုရဲ့ထူလေးနောက်ပြီးရင်သူကကြောက်45အတွင်းရခမချီလေးအသေးလေးအဲ့လိုအလို့မဆွဲတတ်ဘူးဆိုလို့ရှင်လဲ line ယူပြီးတော့ဒီ rectangle နဲ့ပြန်ဆွဲလိုက်ရတယ်နော်ခုနဆွဲတဲ့25ဆိုတာဒီနေရာလေး45ဆိုတာဒီနေရာလေးဆွဲလိုက်တာပေါ့နော်ဒါကြတော့2100 2100ပြည့်ဆိုတော့တကားကြီးဖြစ်နေရပါတော့အဲ့တော့ဒီမှာအမတို့မှားနိုင်တာလုံးဝဒီထိယူလိုက်မှာဆိုတော့ဒီ line ထိပေါ့နော်ဒီတက်ခီရဲ့ဒီအပေါ် line ထိယူလိုက်မှာဆိုတော့အဲ့လိုမဟုတ်ဘူးနော်သူကတက်ခီနဲ့အစာဦးနဲ့50စီกว่าသေးရဆိုတော့သူရဲ့2100 line ကဒီမှာပြစ်ကြည့်လိုက်မယ်ဆိုရင်2100ဆုံးတဲ့ line နော်ပြစ်ကြည့်လိုက်မယ်ဆိုရင်ဒီနေရာမှာရှိနေတာတက်ခီ line ပေါ်မှာမဟုတ်ဘူးအဲ့ဒါလည်းမှားတတ်တယ်ပေါ့နော်25ရှိမယ်
ပြီးရင်သူ့ရဲ့ခါမချီက60ပြီးရင်ဒီမှာတစ်ခုသူ့ရဲ့ height က1400 2100တကားပုံစံကဒီတကားနဲ့တူတူပဲဒါပေမဲ့အကျယ်ကတော့မတူဘူးအကျယ်မတူတာကိစ္စမရှိဘူးအမားတို့ချုပ်နိုင်လို့ရတယ်ပေါ့နော်ခြုံချဲလုပ်လို့ရတယ်ဆိုတော့ဒီတကားကိုပဲ copy ကူးပြီးတော့အမြင့်နဲ့တူတူပဲပုံစံနဲ့တူတူပဲဆိုတော့ copy ကူးလို့ရတယ်ပြီးတော့မှချုပ်နိုင်ပြီနော်တော့ဆွဲချုပ်လိုက်ပြီဆိုရင်ဒါက first floor မှာရှိတဲ့ဟာတကားနဲ့ပြင်ပေါက်ပြီးပါပြီအဲ့တော့ second floor ကိုတက်မယ် second floor မှာမအောင်လို့ခြင်းတဲ့အပိုင်းတွေကပထမဆုံးကဒီတကားလေးလာမယ်ပြင်ပေါက်ကလေးပေါ့နော်ဒါလေးလာမယ်အဲ့ဒီဟာကဘယ်လောက်ထိ height ကရှိလဲပေါ့နော်1200 2100ဒီတော့1200 2100ဆွဲဟာလေးဆွဲပေးဖို့လိုလာပြီဒီအောင်ပဲ copy ကိုသုံးလိုက်မယ်နော်ဒါမဲ့သူက1200ပဲရှိမယ်ဒီတကားကဒီအောက်ကတကားနဲ့ပုံစံအနဲ့တူရေးထားမယ်သူကတစ်ချမ်းပဲရှိရပုံစံမျိုးပေါ့နော်ဒါကနည်းနည်းပြန်ချုံပေးရမယ်ဆိုတော့ပေါ်ကနေကြိုင်မှရဒါဆိုရင်ဒီမှာတစ်ချမ်းရသွားပြီပေါ့နော်ရပါပြီဆိုလို့ရှိရင်သူ့မဲတာခောက်လည်းရတယ်တူတူပဲဒီစန်တာကနေမှမဲတာခောက်တယ်ဒါဆိုရင် print ပေါက်ရပြီရှိရတကားလေးပေါ့နော်ဒါကြတော့ဟိုဘက်ဒီဘက် slide တော့မျိုးစားဆိုအတွင်းရနေရာလေးကိုပါတခါတည်း copy ယူလိုက်မယ်ပေါ့အလယ်မှာဒီလိုထူချောင်းလေးထူလေးနှစ်လိုင်းရှိနေမယ်ပေါ့နော်အဲ့ဒီဟာကိုကြတော့ဘယ်လိုဆွဲမလဲဆိုရင်သူ့ရဲ့ height ကဘယ်လောက်လဲအရင်ကြည့်မယ်2100 2100ဒါဆိုရင်2100နေရာထိဆွဲချလိုက်မယ်ဒီနေ့2125 offset အရင်ပြင်မယ်ပြီးတော့မှသူ့ရဲ့တကားကအပြည့်မြင်ရမှာညာဘက်ချမ်းကိုပဲပြည့်မြင်ရမှာပြီးရင်60ခါမချီလေးဒီမှာလဲ line ယူထားပြီးသားဆိုတော့ဒါတစ်ထပ်သေးကြပြီပေါ့နော်လို့ရှိသလိုဒီဘက်မှာလည်းတစ်ချက်ရှိတယ်
ဒါဆိုလို့ရှရင်တခါရေးပရင်ပေါက်တွေနဲ့ဆိုင်တဲ့ဟာဆွဲလိုက်ပြီပေါ့နော်ဆွဲပြီးပြီဆိုတော့ဒီဝေါကဒီတက်ခိထိပဲရှိမှာအဲ့ဒါပြီးဆိုလို့ရှိရင်ဝရဏကျန်တယ်မောက်ဒီမှာဓမ္မစုမာတွေကဝရဏလေးရလည်းမဆွဲခဲ့ဘူးဆိုတော့ဝရဏဘိုင်းကိုဆွဲမယ်ပေါ့နော်ဝရဏဆွဲမယ်ဆိုလို့ရှိရင်ဒီ height ကလေးကိုကြည့်ပေးရမယ်ဒီအောက်ခြေပေါ့ second floor ရဲ့အောက်ခြေ300ရဲ့အောက်ခြေမြင်ရနေစပြီးတော့လာမယ်ပြီးလို့ရှိရင်300တက်သွားမယ်အဲ့ရနေမှာ800ပြီးလို့ရှိရင်အဲ့800မှာက wall ရှိမှာပေါ့နော်အဲ့ wall ကမှ90ဆိုတဲ့ line လေးတစ်ခုထပ်ချတယ်ဒီမှာတစ်ပိုင်းအဲ့ဒါပြီးရင် Henry ပိုင်းလာမယ်ပေါ့နော်အဲ့ဒီဟာကကြတော့ဒီအတွင်းဒီ300ဆိုတဲ့ line ကနေပြီးတော့100အောက်ကိုချထားတယ် floor နှိပ်နာရမြင်အဲ့ဒီကနေမှ1100ဆိုတဲ့ဟာတက်မယ်တက်ပြီးတော့မှအဲ့1100ဆုံးတဲ့နေရာမှာဒီ Tesla 400ဆိုတဲ့ဟာလေးလာမယ်အဲ့400ရဲ့အောက်မှာ40ဆိုတဲ့ဟာလေးပေါ့နော်40ရဲ့အောက်မှာ20ဆိုတဲ့ဟာလေးလာမယ်အဲ့တော့ဒါဒီပုံစံအတိုင်းလေးကိုပဲကြည့်ပြီးတော့မှတော့ဆွဲပေးမယ်နားမှာရှိရလဲဆိုသူ့ရဲ့စင်တာကဒီမှာအဲ့တော့ runner ဆွဲမယ်ဆိုတော့သူ့ရဲ့ runner လေးရောက်ပြီးလိုက်ပြီဒီနေရာလေးမှာရှိမယ်ပေါ့နော်ဒါပေမဲ့ဒီမှာထပ်ဆွဲလိုက်ရင်မြင်ရမှာဆိုတော့မှဒီဘက်မှာပဲထုတ်ဆွဲပေးလိုက်မယ်အဲ့တော့သူကဘယ်လိုလာမလဲဆိုရင်ပထမဆုံး300ဆိုတဲ့ဟာရှိတယ်300ဆိုတဲ့နေရာကနေမှ800ဆိုပြီးတော့တက်လိုက်တယ်ဒီထိဘောရှိမှာဘောကပုံမှန်တိုင်းပဲ85ဆိုပြီးတော့တက်ကနထုတ်ထားရှိရလေဒါစန္ဒာနေရနော်အဲ့ဒီကနေမှ90ဆိုပြီးတော့ခြာထားတယ်ဒီ300ဆိုတဲ့နေရာမှာလည်း line လေးရှိတယ်အဲ့ဒီကနေမှဒါက100ချထားတဲ့နေရာမှာ1100ဆိုပြီးတော့တက်လိုက်1100ဆိုတဲ့နေရာရောက်ပါပြီအဲ့နေရာမှာdiameter 40ရှိရ Henry လုံးလေးရှိမယ်အဲ့ Henry လုံးရဲ့ထိပ်နေရာကဒီခုန1100ပြည့်ခဲ့တဲ့နေရာပေါ့နော်အဲ့နေရာမှာရှိမယ်ပြီးရင်သူကကြတော့20ဆိုတော့တစ်ဖက်30စီဒီ particle မှာရှိနေ Henry အသေးလေးအဲ particle တိုင်လေးပေါ့နော်အဲ့တော့ဒါမျိုးလေးရပါတယ်ခိုင်း dimension မြင်အောင်လို့တက်ပြပါလိမ့်မယ်နော်မျိုးလေးဖြစ်နေမှာပေါ့နော်အဲ့တော့ Henry နဲ့ဒီ runner နဲ့ wall ရပြီဆိုလို့ရှိရင်ဒီမှာ runner 3D ပုံမှာကြည့်လိုက်မယ်ဆိုလို့ရှိရင် runner ဆွဲပေးရအောင်မယ်ဒီပိုင်းလေးဆွဲပေးရအောင်မယ်အဲ့ဒါဆွဲဖို့အတွက်ဆိုလို့ရှိရင် Hammond ဆိုအနေနဲ့မတို့က line တွေခူးယူရအောင်မယ်သူ့ရဲ့ runner ဆုံးကဒီနေရာမှာရှိတာပြီးရင် Verena ရဲ့စင်တာလိုအပ်တယ်။ဘာလဲဆိုတော့အမတို့ Henry 455 spacing ချတဲ့ Henry vertical တိုင်းလေးထည့်ရမှာဆိုတော့ဒီစင်တာလေးယူဖို့လိုအပ်တယ်။အဲ့တော့အရင်ဆုံးဒီမှာ Henry Verena ရဲ့အဆုံးမှာဒီ line မှာရှိမယ်။ Verena ရဲ့ wall ကအမြင့်ဆုံးကဒီနေရာ Henry ကိုထည့်ပြီးပြောသေးတယ်နော်။အမြင့်ဆုံးနေရာဒါဆိုရင် Verena အပိုင်းလေးရဒီလိုလာမယ်။ဒီ line ထိသွားပြီးတော့ဒီလိုလာမယ်။ဒီနေ့မှာဖြတ်နေတဲ့မလိုတဲ့ဟာကြီးဖြတ်ချလိုက်မယ်။ဒါVerena wall နဲ့ပိတ်သွားပြီဆိုတော့မြင်ရမှာမဟုတ်တော့ဘူးပေါ့နော်။အဲ့တော့ဒါမျိုးလေးဖြစ်သွားပြီ။အဲ့လိုဖြစ်သွားပြီဆိုတော့မှဒီမှာဒီ Henry နေရာလေးဆွဲမယ်
ဒီအောက်က line ထိပါပအောင်ဒီအပိုင်းလေးเนาะ high rate အလုံးအကြီးနဲ့ဒီ40 diameter ရဲ့20 diameter ဆိုတဲ့ဟာလေးရဲ့ပြီးတော့သူ့ရဲ့အောက်မှာရှိရဲ့ဒီမြင်းလေးကိုပါ copy ကိုလိုက် center ကနေကိုင်မယ်ပြီးရင် runner ရဲ့ center ဆိုပြီးခုနအတင်မှာမြင်းလေးကုတ်ခဲ့ရရှိအဲ့ center မှာထားပြီးတော့မှထားပြီးပြီဆိုရင်ဒီ line မလို့တော့ဖြတ်လိုက်မယ်ပြီးရင်ဒီကနေမှ455ဆိုပြီးတော့သူကခွာပါဆိုပြီးခုမှလည်းပေးထားတယ်မှာနော်455ဆိုပြီးတော့အမှ455ကြီးပဲခွာသွားပေးလိုက်မယ်ဆောင်းရဒီမှာပဲရှိတော့မှာအဲ့တော့ 3D ပုံကြည့်လိုက်ရင်ခုနကလိုမျိုး40 diameter အလုံးကဒီပေါ့နော် horizontal line အနေနဲ့ပဲသူကမြင်နေရမှာလေအဲ့တော့အဲ့ဟာလေးကိုဆက်ပေးလိုက်မယ်ဒီစန်တာတွေကစီစကယ်လုံးတွေဖြတ်တွင်းထဲမှာလည်းဒီမှာ line ဝင်တဲ့ဟာလေးအဲ့ဒါလေးတတိထားပြီးဖြတ်ပြရမှာနော်ဟုတ်ရဲ့ဒီမှာ Harry ထဲမှာဝင်နေတဲ့တကားတွေရဲ့ line တွေလည်းဖြတ်ပြရမယ်ဒါလေးရလည်းဒီလိုလေးအကွေးလေးနဲ့ပဲမြင်ရမှာပေါ့နော်အဲဆိုလို့ရှိရင်ဒီမှာ runner ကြီးလေးစမန်းစုနဲ့ပတ်သက်တဲ့ဟာပေါ့လိုအပ်တဲ့ဟာလေးဆွဲပြီးပြီဘာကြံသေးလဲဆိုလို့ရှိရင်ဒီအောက်မှာယူကရှိတာခန့်ခိဟိုခိုးဆိုတဲ့ဟာလေးအဲ့လေးကဘာလဲဆိုလို့ရှိရင်ကြမ်းကင်းအောက်ထဲကိုဒီလူဝင်လေထွက်ကောင်းလို့ပေါ့နော်အဲ့အတွက်ထားပေးထားတဲ့ဒီအပေါက်ကလေးရှိအဲ့ဒီဟာဘယ်နေရာမှာရှိရဆိုတဲ့ဟာကိုသူကပေးထားတဲ့ data မရှိဘူး Heyman စုအမှန်တကယ်ဆို Heyman စုမဟုတ်ရင် key formation ပေါ့နော်အဲ့ဒီ data ထဲမှာထည့်ပေးထားမျိုးရှိနေရမှာဒါပေမဲ့ဒီအဲ့ data မပေးထားတဲ့အတွက်ကြောင့်မို့လို့location အနေနဲ့ကတော့ဒီ 3D ပုံကြည့်ပြီးတော့အဆင်ပြေတဲ့နေရာမှာထားပေးလို့ရတယ်ဒါပေမဲ့ site ကတော့အမေကွန်စာရွက်ထဲမှာအမေကွန်အကြောင်းရေးထားတဲ့စာရွက်ရှည်ထဲမှာပါတယ်ပေါ့နော်သူက400 150ဆွဲဟာကိုသုံးပေးပါဆိုတဲ့ဟာလေးပါတယ်အဲ့တော့အဲ့ဒီဟာလေးကိုဆွဲပေးရမယ်မှာဆိုလို့ရှိရင်မှာ ventilation opening ဆိုပြီးတော့လောက်ထားတဲ့နေရာလေးရှိရပေါ့နော်သူက400 150အဲ့ဒီထဲမှာအမားတို့က hash ကချဲပေးအောင်မယ် hash ကို user တွေကမှ50နဲ့ဒါမျိုးလေးပေါ့နော်ဒါမျိုးလေး hash လေးချက်ပေးမယ်ပြီးရင် origin လေးကိုရွှေ့လိုက်အောင်မယ်တိကျကြကြလေးဖြစ်သွားပါတော့ဒါမျိုးလေးရပါပြီအဲ့ဒီဟာကို 3D ပုံရဲ့ဘယ်နေရာမှာရှိလဲပေါ့နော်အဲ့ဒါလေးနဲ့မှန်းပြီးတော့ပဲထည့်ပေးလို့ရှိရင်အဆင်ပြေပါတယ်နောက်တစ်ခုကကြတော့ဒီတက်ခိမှာလေကားလေးပါသေးရဲ့အဲ့လေကားလေးလည်းဆွဲပေးရမယ်လေကားဆွဲဖို့ဆိုရင်သူရဲ့တက်ခိလေကားဆွဲလေရာလေးကိုပြန်လိုက်မယ်တော့နှစ်ထစ်ဒီနားမှာတစ်ထစ်နှစ်ထစ်3ထစ်မှန်တကယ်ဖြစ်မှာပေါ့နော်အပေါ်အနေမြင်ရတာကတော့နှစ်ခုပဲမြင်ရတယ်ပေါ့ဒါပေမဲ့အဲ့ဒီဟာကိုဆွဲဖို့အတွက်ဆိုလို့ရှိရင်ဒီတက်ခိရဲ့အပေါ်ဆုံးနဲ့ဒီground line ပေါ့နော်အဲ့ line ကိုယူပြီးတော့မှ device နဲ့ပုံမှန်ပိုင်လာအဲ့တော့အပေါ်ကနေမြင်ရမယ်ဟာကဒီမှာတစ်ထစ်ရှိမယ်အမှတစ်ထစ်ရှိမယ်မလိုတဲ့ line လေးကို trim လုပ်ပေးလိုက်မယ်ပေါ့နော်ဆိုရင်ဒီကားလေးရတယ်ဒီကားလေးရပါပြီဆိုလို့ရှိရင် 3D ပုံနဲ့တော့တစ်ချက်ကြည့်ကြည့်နော်ဒါလှေကားကအတွင်းဘက်ထဲဝင်နေရမလို့ဒီမှာတစ်ထစ် wall လေးပိတ်နေဆိုတာမြင်ရတစ်ခါလေကြလို့ရှိရင်ဒီလှေကားနဲ့ဒီ key ဆိုနဲ့တသားလေးဖြစ်ပြီးတော့ဒီအတွင်း line လေးပေါ့နော်ပြောရရင်ဒီ line လေး
ဖြောက်ပြီးမှမြင်ရတဲ့ဟာတွေဒါတသားရေးဖြစ်နေတဲ့ပုံစံမျိုးဆိုဒီမြင်းတွေဖြတ်ပြီးရမျိုးတွေလည်းရှိတတ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီဟာလေးတွေကတော့ 3D ပုံတခြားကြည့်ပြီးတော့view site ပေးရမယ်ပေါ့နော်အဲ့ဒါပြီးရင်မတို့ကဒီတကားတွေနောက်ပြီးလို့ရှိရင်ခေါင်းမိုးတွေကို hash ချဲပေးရမယ် hash ချဲပေးတဲ့နေရာမှာ transparency ဖွင့်ပြီးတော့မှချဲပေးဖို့အတွက်လိုအပ်တယ်ပေါ့နော်ဒီမှာဆိုမှ elevation hash ကိုယူလိုက်မယ်သူ့ကိုလည်း user နဲ့ပဲခုန90အတိုင်းထားထားရမလားပြီးရင် transparency 90ဆိုပြီးတော့အမှန်တကယ်ဒီမှာဆို transparency ဝင်နေမှာမဟုတ်ဘူးเนาะ transparency မှာ90ထားပေးလိုက် direction ကတော့0ပြီးရင်ဒီမှာတစ်ခုမြင်ရမယ်ဒီမှာတစ်ပိုင်းမြင်ရမယ်ဒီတွင်းနေရာမမြင်ရတော့တစ်ခုပရင်ပေါက်တွေတကားတွေရဲ့ဒီ glass ရှိတဲ့နေရာကိုလည်းထားပြီးhash ချဲပေးရမယ်သူကကြတော့ solid နဲ့ပဲချဲပေးရတယ် transparency ဖွင့်ထားရမယ်ပြီးရင်ဒီမှာတကားတစ်ချက်ရှိရမလားဒီမှာဒီတစ်ချက်အတွက် hash ကိုတစ်ခါချဲပြီးရင်ပြန်ထွက်ပြီးတော့မှ hash ကိုနောက်တစ်ချက်တော့ချဲလို့တစ်ချက်ချင်းစီပဲချဲပေးရမယ်နော်ဒီဝရဏမှာရှိတဲ့တကားကိုချဲနေရမှာမှားတတ်တာကြတော့မေ့ကြံခဲ့ရပါတော့ဒီအတွင်းမှာမြင်နေရအပိုင်းတွေရလေ hash ချဲဖို့မေ့တတ်တယ်ဒါမှဒါကိုtransparency ဖွင့်ပြီးတော့print PDF အနေနဲ့ပြောင်းတဲ့အခါမှာလည်းဒီ hash ချဲတဲ့အပိုင်းတွေအမှိန်လေးနေပေါ့နော်နောက်ပြီးရင်သူ့ရဲ့ line တွေရတယ်ရှိရမယ့် thickness တွေအထူပါးလေးလည်းဝင်နေလိမ့်မယ်နော်ဒါဆိုလို့ရှိရင်မိနာမနေစမန်စနဲ့ပတ်သက်ပြီးတော့လည်းဒီခေါင်ပုံစံလေးရတော့ဆွဲတက်မယ်လို့ထင်ပါတယ်သူကခေါင်တွေကပုံစံမျိုးမျိုးရှိရဒီမှာကဒီလေးဖက်ချနဲ့နှစ်ဖက်ချနေခါစားရရနေဆိုရဟာပေါင်းထားပါတော့တခါတလေကြလို့ရှိရင် item shop တွေဟာသုံးဒီမှာဆိုလို့ရှိရင်တစ်ပိုင်းထပ်ပါသေးရတို့ first floor မှာအတိုလေးထပ်ပါသေးရတို့ခေါင်တွေဒီထက်ပိုရှုပ်တဲ့ပုံတွေလည်းအများကြီးရှိရပေါ့နော်အဲဒါကြောင့်မို့လို့မတူတဲ့ခေါင်ရှိရမိကွန်းဟောင်း9စုံလောက်ကိုကြံ့ထားမယ်ဆိုလို့ရှိရင်ဆောင်းဝဲမှာ ECC ဖြစ်နိုင်မယ်လို့အကြံပေးချင်ပါတယ်အဲ့တော့ညညလေးချင်းပြီးတော့ဒီဆောင်းဝဲကိုလည်းဒီလိုတကူကူမြင်မြန်ဆန်နဲ့ဖြစ်နိုင်ကြပါစေ။